အလုံးမှာဌာနတစ်ခုရဲ့ကပ်ပြီးအနိုင်ကျင့်ခံရတော့ကြာတော့အလုံးမသွားကျင်တော့ဘူးအဖွဲလိုက်ကြီးဆိုတော့ဒီနေ့လဲထုံးစံတိုင်းပဲကိုအလုံးပြတ်ခဲ့တယ်အလုံးတရက်ခွင့်ယူနေတော့ပြင်းပြင်းနဲ့ဒီဘရာလေးကို upcycle ပြလုပ်ခဲ့ပါတယ်ဘာဘတ်တန်းမှမဆွဲဘူးဘာမှလည်းအစီအစဉ်မရှိဘူးဒီတိုင်းပဲဖိတ်စအပိုလေးတွေနဲ့သူ့ကို wrapping လုပ်ခဲ့တာပေါ့နော်ကျမမှာအချင်းတစ်ခုရှိတယ်တိလားအလုံးဖွင့်ရဆိုလေအမြဲတမ်းနောက်ကျမှထားခြင်းပြီးတော့အလုံးမသွားတဲ့နေ့ဆိုအစောကြီးထားနေအခုလည်းအတိုင်းပဲ9နာရီလောက်မှထားပြီးတော့ driving တွေလုပ်နေတာပေါ့နော်လုပ်ရပဲချီဦးတရနောက်တစ်ချမ်းလေးကို driving လုပ်ပြီးသွားပြီဆိုတော့မိဘူးစားတိုက်ပါတယ်မိဘူးတိုင်းနေလေကျမရဲ့ဒီဇာလေးကအရန်ပါတော့လေဒီ bra ထိတ်တဲ့မှာမှမိဘူးကျွန်းသွားတာပေါ့နော်မိဘူးကျွန်းတဲ့ကိစ္စကိုနောက်မှပဲကြည့်လုပ်မယ်ဆက်ပြီးတော့ driving တွေကိုအချီနဲ့တုတ်ပါတယ်ခါတလေကြာရင်ကျမအခန်းထဲမှာလေအဲ့ဒီမီးအလင်းရောင်လေးအမြဲတမ်းဖွင့်ထားတာနေလားညလားမသေးခွဲဘူးကျမနားရီကျမမနဲ့ဆိုတာသိရတယ်ပေါ့နော်အခုတော့လေ Safari တိတ်မရှိတော့ဘူးဆိုတော့ Lana Del Rey ကိုခဏရထားပြီးတော့အဲ့ဒီ Echo Chair နားထောင်နေရပါတော့အဲ့ဒီတချင်းနဲ့စီးမျောပြီးတော့အခုဆိုရင်တော့ draping ကပုံလေးထွက်လာပြီပေါ့နော်ဘာပုံလေးတော့ကျမတောင်အခုထိမသိသေးဘူးဆိုတော့အကြံရသွားပြီးတဲ့နောက်ပိုင်းပေါ့နော်ပိုတဲ့ပိတ်စာလေးတွေကို skirt ချုပ်ပါတယ်ကျမဆိုရင်တော့ရမ်းရင်ခုန်နေ final result ကဘယ်လိုထွက်လာမလဲဆိုပြီးတော့ပေါ့နော်ဘာလို့ဆိုကိုယ့်ဘက်ကဘာပုံမှန်းတော့မသိခဲ့လို့ပေါ့နော်ဆိုတော့ဒါလေးက final touch လေးပါချုပ်ပြီးမှပဲတကယ်ကိုတဘောအရန်ကြသွားတာပေါ့နော်ဘာမှမဟုတ်တဲ့ဒီလိုလွတ်ပြခဏီ bra တစ်ထည်ကိုတော့မှပြောင်းလဲလိုက်ရင်ဒီလိုမျိုးအရန်လှပတဲ့ dress လေးတစ်ခုထွက်လာတယ်ပေါ့နော်ဆိုတော့ဒါလေးကိုကြည့်ချင်းချင်ကျမတင်ငန်းစာတစ်ခုရသွားတာကလူအဖွဲ့အစည်းလူတွေပေါ့နော်လူတွေတော်တော်များများရဲ့လို့တမအပြုမှုတွေပြောအဆိုနဲ့ character တွေကပေါ့နော်သူတို့တွေကိုစုံမတဲ့မိဘတွေပေါ်မူတည်ရလို့ထင်တယ်ပေါ့နော်ကိုတိုင်ကပြောင်းလဲလို့ရပြီမယ်မိဘတွေရဲ့စုံမချက်ကလည်းလိုအပ်တယ်ပေါ့နော်တတိတ်တတာအနေနဲ့ဖျောင်းတော်မှာပုံတွင်းလာမှာပုံထွက်ကောင်းတာလေဆိုတော့ကျမအနေနဲ့ပေါ့နော်တချို့ bad manners တွေနဲ့bad character တွေနဲ့လူတွေကိုပေါ့နော်မိဘဆုံးမမှုညံ့ဖြင်းတဲ့လူတွေလို့ပဲကျွန်မသတ်မှတ်တယ်ပေါ့နော်ဆိုတော့မိဘတွေအားလုံးက designer တွေလိုပဲပေါ့နော်သူတို့ရဲ့လက်ထဲမှာပဲဒီအထည်လေးကလှပမှုမလှပမှုဆိုတာမူတည်ရတယ်ဒါကြောင့်ကျွန်မအနေနဲ့လည်းဒီ dress လေးကနေပြီးတော့တင်ငန်းစာတစ်ခုရလိုက်တာကတော့လေအနာဂတ်မှာမိခင်ကောင်းတယောက်ဖြစ်အောင်နေထိုင်ပြီးကိုသားသမီးကိုတခြားပြုစုပြုထောင်မယ် manners တွေကို character တွေကိုကိုလေလူကြီးလူကောင်းတယောက်နဲ့တူအောင်ကိုယ်တိုင်ပြုစုပြုထောင်ပေးမယ်ဒါမှဒါတခြားလူတွေစစ်စင်းရဲမှုရမှာပေါ့နော်ကိုသားသမီးကြောင့်တခြားလူတွေစိတ်ဒုက္ခရောက်အောင်အဆင်ပြေမယ်ဆိုတော့ကျွန်မဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ပြန်မှပြန်တွေ့မယ်နော်တတား